မင်္ဂလာပါခင်ဗျာမြန်မာပရိသတ်တွေအကြိုက်တွေ့စေမဲ့ပွဲကြီးပွဲကောင်းတစ်ပွဲ One Friday Fight 160ခုပြိုင်ပွဲမှာတရားဝင်ဖြစ်ပေါ်လာခဲ့ပါပြီအဲ့ဒါကတော့မြန်မာသွေးသစ်ဖိုက်တာကျော်စွာဝင်းနဲ့ Thai Fighter ခုံအာဝူတို့ရဲ့ထိပ်တိုက်တွေ့ဆုံမှုပွဲပဲဖြစ်ပါတယ်လာမယ့်ဩဂုတ်လ21ရက်နေ့မှာရှင်ပြိုင်ကြမဲ့ဒီပွဲဟာကျော်စွာဝင်းအတွက်One Championship စစ်မြစ်ထဲမှာသူ့ရဲ့တိုးတက်မှုကိုသက်သေပြရမယ်စိန်ခေါ်မှုအသစ်ဖြစ်တယ်လို့အဝတ်အတွက်လည်းအရေးကြီးတဲ့အလက်အပြောင်းပွဲတစ်ခုဖြစ်ပါတယ်ဒီနေ့ဗီဒီယိုမှာတော့ဒီဖိုက်တာဦးရဲ့အားသာချက်အားနည်းချက်တွေနဲ့အတူပွဲထွက်လာမဲ့နီးဗျူဟာတွေကိုအသေးစိတ်စမ်းစစ်တင်ပြပေးသွားမှာမို့ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးဖို့ဖိတ်ခေါ်ချင်ပါတယ်ခင်ဗျာပထမဦးဆုံးအနေနဲ့မြန်မာဖိုက်တာကျော်စွာဝင်းအကြောင်းကိုစပြောကြရအောင်အသက်24နှစ်ရှိပြီဖြစ်တဲ့ကျော်စွာဝင်းဟာမြန်မာရိုးရာလက်ဝှေ့လောကမှာ Open Weight မာကိုအပြည့်ရှိတဲ့ကစားသမားတစ်ယောက်အဖြစ်လူသိများခဲ့သူပါသူက One Championship စစ်မြစ်ထဲမှာပွဲဥထွက်မှာဂျပန်ဖိုက်တာမူဂါစီဒိုကိုနိုင်ပွဲရက်နဲ့အပြတ်သက်အနိုင်ယူပြီးစစ်မြစ်ထဲကိုလှုပ်ခတ်စေခဲ့ပါတယ်လက်ရှိမှာကမ္ဘာကျော်ဖက်ထက်ချီမှာစနစ်တကျဝေထိုင်းစနစ်တွေဖြစ်တင်ထားတာကြောင့်သူ့ရဲ့ကစားဟန်ကရိုးရလက်ဝဲရဲ့ဇွဲသံမှုအပြင်ပိုပြီးစနစ်ကျတဲ့လက်နက်တွေကိုထုတ်သုံးလာနိုင်တာတွေ့ရပါတယ်ကျော်စွာဝင်းရဲ့အဓိကလက်နက်ကတော့ပြိုင်ဘက်ကိုအလဲလဲအကွဲကွဲဖြစ်စေမဲ့ကောင်တာလက်သီးတွေနဲ့ထိရောက်ပြင်းထန်တဲ့တတုံရိုက်ချက်တွေပဲဖြစ်ပါတယ်ခန္ဓာရည်ပိုင်းမှာတော့ကြောက်ခဲလို့မာကြောတဲ့မာကုံရှိတာကြောင့်အနိကစိန်ခေါ်မှုတွေမှာအမြဲတမ်းအသာရလေးရှိပါတယ်ခင်ဗျာတစ်ဖက်ကထိုင်းနိုင်ငံသားခုံအာဝုကတော့လွယ်လွယ်နဲ့ဖြတ်ကျော်လို့ရမယ်ပြိုင်ဘက်မျိုးမဟုတ်ပါဘူးသူဟာ One Championship စစ်မြစ်မှာပွဲအတွေ့အကြုံအများကြီးရှိထားတဲ့ဝါရင်မွေထိုင်းသမားတစ်ယောက်ဖြစ်ပါတယ်ခုံအာဝုရဲ့ကစားဟန်ကတော့အကွာအဝေးကိုထိန်းချုပ်ပြီးကန်ချက်တွေချက်လက်သီးတွေနဲ့အမယူကစားတတ်တာဖြစ်တယ်လို့အနိကဖက်တွေချုပ်ထိုးတတ်တဲ့ကလစ်ပိုင်းတွေကိုလည်းချမ်းကျင်စွာအသုံးချတတ်ပါတယ်ဒါပေမဲ့သူဟာပြီးခဲ့တဲ့ပွဲစဉ်တချို့မှာကြံ့ခိုင်မှုပိုင်းဆိုင်ရာညော့နေလာတာကြောင့်ခံစစ်ပိုင်းအားနည်းချက်တချို့ကိုတွေ့မြင်ရမှာဖြစ်ပါတယ်ခင်ဗျာထိုင်းဖိုက်တာတွေရဲ့တဘာဝအတိုင်းအမတ်ပေးစနစ်နဲ့ကစားခွင့်နဲ့တွားမယ်ဆိုရင်၎င်းရဲ့ဝါရင်မှုကကျော်စွာဝင်းအတွက်တကယ်ကိုအန်တရဲ့ကြီးမဲ့အနေထားမှာရှိပါတယ်နီးဗျူဟာအရာကြည့်မယ်ဆိုရင်ဒီပွဲဟာစိတ်ဝင်စားစရာအလွန်ကောင်းနေတာဖြစ်ပါတယ်ကျော်စွာဝင်းအနေနဲ့တတိထားရမှာပြိုင်ဘက်ကစားလို့တဲ့အမတ်ယူအကွာဝေးကစားတဲ့အကွက်ထဲကိုမျိုးမသွားဖို့ပါပဲခုံအာဝုကအကွာအဝေးထိန်ပြီးကန်ချက်တွေအမတ်ယူဖို့ကြိုးစားလာမှာဖြစ်တယ်လို့ကျော်စွာဝင်းကဂက်လုံလုံနဲ့အကွာအဝေးကိုချိကပ်ပြီးမိမိရဲ့ပြင်းထန်တဲ့လက်သီးပါဝါတွေတတော်တွေကိုတိုက်စစ်စီရမှာဖြစ်ပါတယ်အထူးသဖြင့်ခုံအာဝုရဲ့ခံစစ်ဟာပွဲကြလာရင်ပွင့်ထွက်သွားတတ်တဲ့အားနည်းချက်တွေရှိတာကြောင့်ကျော်စွာဝင်းအနေနဲ့ဒုတိယအချီဒါမှမဟုတ်တတိယအချီတွေမှာအလဲထိုးနိုင်မဲ့ကောင်တာခွင့်ရေးတွေကိုသိရချစောင့်ကြည့်ပြီးအသုံးချရလိမ့်မယ်ဖြစ်ပါတယ်တစ်ဖက်မှာလည်းအမတ်ပေးစနစ်နဲ့ကစားရင်ထိုင်းဖိုက်တာတွေကဒိုင်လူကြီးတွေရဲ့အမတ်ကိုပိုရရှိတတ်တာမို့ကျော်စွာဝင်းကပထမအချီမှာကလေးကဒိုင်တွေမျက်စိကျလောက်တဲ့အထိတိုက်စစ်တွေကိုပုံဖော်ထားဖို့လိုအပ်ပါတယ်ခင်ဗျာစုံစုံသုံးသပ်ရရင်ဒီပွဲဟာအထိတ်နဲ့ရှိမဲ့ပွဲကောင်းတစ်ကောင်းဖြစ်ပြီးပွဲရလကတော့နှစ်ဦးစလုံးရဲ့အမှားအယွင်းမခံတဲ့နီးစနစ်ပေါ်မှာမူတည်နေပါတယ်ကျော်စွာဝင်းရဲ့ပြင်းထန်တဲ့ပါဝါကြောင့်ပွဲက KO နဲ့ပြီးဆုံးသွားမလားဒါမှမဟုတ်ခုံအာဝုရဲ့ဝါရင်နဲ့အမတ်ယူစနစ်နဲ့တိုင်ပွဲဆုံးဖြတ်သွားမလားဆိုတာရင်ခုန်စရာပါပဲကျွန်တော်အနေနဲ့ခန့်မှန်းရရင်တော့ကျော်စွာဝင်းက
သူ့ရဲ့မာကုံနဲ့ပြင်းထန်တဲ့ကောင်တာလက်သီးတွေကိုအသုံးချပြီးဒုတိယအချီဒါမှမဟုတ်တတိယအချီမှာပြိုင်ဘက်ကိုအလဲထိုးကာအမိုင်းတစ်ကိုရေးထိုးသွားမယ်လို့ညှော်လင့်မိပါတယ်ကဲခမရတို့ကမြန်မာဖိုက်တာကြော်စွာဝင်းကပဲနိုင်သွားမလားဒါမှမဟုတ်ထိုင်းဖိုက်တာခုံအာဦးကပဲအတွေ့အကြုံနဲ့ကတ်နိုင်သွားမလားခမရတို့အမြင်တွေကိုကော့မန်းထဲမှာရေးသားဆွေးနွေးသွားပါခမရအားလုံးကိုကျေးဇူးတင်ပါတယ်ခမရ